စိတ်ဓာတ်တွေကြားတဲ့အခါတိုင်းအစင်မပြေမှုတွေကြုံတဲ့အခါတိုင်းခေါင်းကိုအချိန်ချင်းပြန်မရတယ်တတ္တိကိုအခါခါပြန်မွေးရတယ်ငါရအောင်ရှေ့ဆက်မယ်လို့ကိုအားပေးရတယ်မျက်နာပေါ်ကအပြုံးတွေရဲ့နောက်ွယ်မှာခါတီးမှုတွေတင်မနှွမ်းလျားမှုတွေရှိတဲ့အကြောင်းကျွန်တော်ရှိတဲ့သူတွေကိုကျွန်တော်အဆင်ပြေပါစေလို့ဆုတောင်းပေးနေတဲ့သူတွေကိုဘယ်တော့မှထုတ်ပြောပြမှာမဟုတ်ပါဘူးဘယ်လောက်ရှင်သန်နေရအောင်မှမသိနိုင်တဲ့လက်ကြံနေဆွဲတွေမှာကျွန်တော်ရဲ့ရှင်သန်မှုတွေကအနှဲငယ်လေးပဲဖြစ်ဖြစ်အတိတ်ပဲရှိခဲ့ခြင်းပါသေးတယ်